Alright everybody welcome back ကဲဟုတ်ပြီကျွန်တော်ရဲ့ camera angle လေးပြောင်းသွားလို့စိတ်မရှိပါနဲ့ဗျဒီနေ့ပြောမယ့်အကြောင်းကကျွန်တော်တေချာမတ်တက်ရက်ပြီးတော့အားနဲ့မှန်နဲ့ရှင်းပြမယ့်အပိုင်းလေးဖြစ်နေတဲ့အတွက်ကြောင့်မတ်တက်ရက်ပြီးတော့ပြောနေတာခင်ဗျားတို့အပေါ်စီကနေကြည့်ပြီးတော့လေလို့ဆရာလုံနေတာမဟုတ်ဘူးအဲကြောင့်နားလည်ပေးပါဒီနေ့မှာကျွန်တော်ပြောမယ့်အကြောင်းအရာလေးကဘာလဲဆိုတော့ social avoidance လူရှောင်ခြင်းဆိုတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာလူရှောင်ခြင်းဆိုတဲ့ပြဿနာကိုကျွန်တော်တမန်ကန်ရှန်ကာကွာအဲ့လိုမျိုးရှင်းပြပေးချင်တာမဟုတ်ဘဲနဲ့တကယ်မှ science based အချက်လက်တွေပေါ်မှာမူတည်ပြီးသေချာလေးပြောမှာဖြစ်တဲ့အတွက်ကြောင့်မတက်လိုက်ရက်ထားရတယ်စိတ်ဝင်စားဖို့လည်းကောင်းလိုက်မယ်အခုဒီနီလာကျွန်တော်ကိုယ်တိုင်အတွက်လည်းအလုပ်ဖြစ်ခဲ့ကျွန်တော်ကိုယ်တိုင်လည်း social avoidance ကိုအရင်လုပ်ခဲ့တယ်ကျွန်တော်ဆယ်ကျော်သက်ဘဝမှာပေါ့နော်အဲကြောင့်မို့ကျွန်တော်က behavioral psychology အသုံးပြုပြီးတော့သူတွေကနေပြီးတော့အရင်ကောင်းတဲ့ theory ပေါ်မှာ base ပေါ်မှာမူတည်ပြီးရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီနီလန်းလေးကမြောက်အတွက်တကယ်လက်တွေ့ပွားမှာအရင်အသုံးဝင်ပြီးတော့တကယ်လဲအလုပ်ဖြစ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျအဲကြောင့်မို့အခုသေချာလေးရှင်းပြတော့မှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုအဆုံးထိကြည့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရှေ့ကိုပြောမနေဘူး folks စလိုက်အောင်Alright ပထမဆုံးအနေနဲ့ social avoidance ဆိုတဲ့ဟာကို behavioral psychology နဲ့ပတ်သက်ပြီးတော့တွဲပြီးတော့ပြောမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အရင်ဆုံးနားလည်ဖို့လိုတာဒီ behavioral psychology ဆိုတာဘာကိုခေါ်လဲဆိုတဲ့ဟာလေး definition နဲ့အရင်နားလည်ဖို့လိုတယ်ဗျအဲ့ဒါနားလည်တော့မှာပဲဒီဟာဘယ်လောက်တောင်မှအသုံးဝင်ပြီးတော့လူတွေတက်ဘယ်လောက်တောင်မှ contribute ပြုတဲ့ဘာသာရပ်တစ်ခုလဲဆိုတော့ကျွန်တော်အရင်ဆုံးသိစေချင်တဲ့အတွက်ကြောင့်ပေါ့နော်ဗီဒီယိုရှေ့အောင်ဆွဲဆန်တာမဟုတ်ဘူးအဲ့ဒါသူ့ definition ကိုကျွန်တော်ကြည့်လိုက်အောင်အဲ့ဒါအခုဒီ behavioral psychology နဲ့ပတ်သက်ပြီးတော့ဒီမျိုးဘာသာပြန်ထားတဲ့ဟာတွေ definition တွေကအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံး definition ကကြောင့်ဒီ James Clear ဆိုတဲ့ website ပေါ့နော်အဲ့ထဲကဘာသာပြန်ထားတဲ့ဟာအထီးရောက်ဆုံးနဲ့အကောင်းဆုံးနားလည်ဖို့အလွယ်ဆုံးဟာလို့ကျွန်တော်ယူဆရပေါ့နော်အဲ့တော့ဒီ definition ကိုချက်တော့ကြည့်လိုက်အောင်အဲ့ဒါ what is behavioral psychology တဲ့ behavioral psychology ဆိုတာပါတဲ့ behavioral psychology is the study of connection between our minds and our behavior တဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ behavior အပြုအမူအကျင့်တွေနဲ့ဂျားထဲမှာဘယ်လိုမျိုးဆက်သွယ်မှုရှိနေလဲဆက်ဆက်မှုရှိနေလဲဆိုတဲ့ဟာကိုလေ့လာတဲ့ဘာသာရပ်ကို behavioral psychology လို့ခေါ်တယ်ဒီခါလေးကြောက်လို့ရှိရင်လည်း behavioral psychology ကို refer to as behaviorism ဆိုပြီးတော့လည်းလူတော်တော်များများခေါ်ကြတယ် behavioral psychology နဲ့ behaviorism နဲ့တူတူပဲဆိုတော့အများကိုသိအောင်လို့ပြောပြတာအဲ့ဒါအခုဒီမှာပေါ့နော်သူဆက်ပြီးတော့ဘာကိုဆက်ပြီးတော့ပြောထားလဲဆိုလို့ရှိရင်ဒီလိုမျိုး behavior psychology ကိုလေ့လာတဲ့သူတွေ scientist တွေ research လုပ်တဲ့သူတွေကကိုယ်လူတွေဘယ်လိုမျိုးအခြေအနေမျိုးတွေကြောင့်ဘယ်လိုမျိုးစိတ်မျိုးတွေကြောင့်ဘယ်လိုဟာမျိုးတွေကြောင့်ဒီလိုမျိုးအမှုအကျင့်ရှိရလဲဆိုတဲ့ဟာကိုသူတို့တွေကအမြဲတမ်းလို့လေ့လာတယ်။ညမှာအခုဒီလိုမျိုးအပြုမှုအကျင့်တစ်ခုခုရှိလိုက်မယ်ပေါ့။ဟုတ်ပြီဒီအပြုမှုအကျင့်ကသူ့စီမှာဘာကြောင့်ရှိနေရလဲ။ပြီးလို့ရှိရင်တူညီတဲ့ pattern လေးတွေကဘယ်လိုမျိုးရှိမလဲဆိုတဲ့ဟာကိုခံမှန်းတာနားလည်အောင်စူးစမ်းတာဒါ behavioral psychology ပဲဒီ behavioral psychology ကိုလူတွေဘာကြောင့်လေ့လာပြီးတော့ဒါမျိုးလောက်ကြလဲဆိုတဲ့ဟာအဖြေကိုပြောရမယ်ဆိုလို့ရှိရင်လူမျိုးကိုယ်လူတွေကဒီလိုအမှုအကျင့်တစ်ခုခုကိုလုံးလိုက်ပြီးဒီလိုအပြုမှုတစ်ခုခုကိုလုံးလိုက်ပြီးဒါဘာကြောင့်လဲဆိုတဲ့ဟာကိုမှန်အောင်သာခံမှန်းနိုင်ခဲ့ဆိုလို့ရှိရင်ကိုယ်ပိုကောင်းတဲ့အမှုအကျင့်တွေပေါ်လာအောင်ပိုကောင်းတဲ့ behavior တွေပေါ်လာအောင်အဲ့လိုမျိုးအကျိုးဆောင်တဲ့အတွက်ကြောင့်ဒီဘာသာကိုလူတွေအကုန်လုံးလေ့လာခြင်းဖြစ်တယ်ဆိုတဲ့ဟာကိုသူကဆက်ပြီးတော့ပြောထားတယ်ကိုယ် society တစ်ခုလုံးအတွက်ကောင်းမွန်တဲ့ဟာတွေကိုတိဆောက်လာနိုင်မယ်ပေါ့အဲကြောင့်မလို့ behavioral psychology ကအရင်အရေးကြီးတယ်လူသားတွေအတွက်ကောတိရစ္ဆာန်တွေအတွက်ကောပေါ့အဲ့အတွက်အခု social avoidance များရဲ့ဒီလိုမျိုးလူရှောင်ခြင်းဆိုတဲ့ပြဿနာလူရှောင်ခြင်းဆိုတဲ့ပြဿနာဆိုတာလဲလူတွေကိုရှောင်နေဆိုတာလဲဒါခင်ဗျားရဲ့မကောင်းတဲ့ behavior တခုပဲပေါ့နော်အကယ်ခင်ဗျားအဲ့ဟာကိုရှက်တန့်ပြစ်ချင်တယ်ဆိုလို့ရှိရင်ဒီ behavioral psychology တွေကအရင်အရေးကြီးတဲ့ theory လေးတစ်ခုလောက်ကိုသိလိုက်ပြီဆိုလို့ရှိရင်အဲ့ဟာကိုသိပ္ပံနေကြခင်ဗျားရှက်တန့်နိုင်လိမ့်မယ်အဲ့ဒါကြောင့်ပတ်တူးလေးကိုဆက်ပြီးတော့သွားလိုက်အောင်ကဲပတ်တူးလေးကိုရောက်လာပြီပတ်တူးမတိုင်ခင်မှာတေးအိတ်လိုက်တာညဘက်ရောက်သွားတယ်အခုမှပြန်ပြီးတော့စားတော့ပတ်တူးမှာကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဗာပြောမှလဲဆိုတော့မြရဲ့လူရှောင်ခြင်းဆိုတဲ့ပြဿနာမြရဲ့ဒီလိုမျိုး social avoidance ဆိုတဲ့ပြဿနာကိုမြတကယ်ဖြေရှင်းခြင်းတယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ပြောပြပေးရမှာအဲ့တော့ဒီ social avoidance ဆိုတဲ့ဟာကိုမြအနေနဲ့တည်တည်ချာချာလေးနားလည်ပြီးတော့တည်တည်ချာလေးတိုက်ဖြတ်ခြင်းတယ်ဆိုလို့ရှိရင်မြနားလည်ရမယ် behavioral psychology ဘိုင်းဆိုင်ရာ theory လေးတစ်ခုရှိတယ်အဲ့ theory ကအရန်နာမည်ကြီးရဲ့ behavioral psychologist ဒီပေါ့နော်နာမည်သူဘာလဲ BF Skinner BF Skinner စတင်ပြီးတော့တွေ့ရှိခဲ့တယ်ပြဋ္ဌာန်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီဟာဒီတကယ်တော့မှ science base ဖြစ်တယ်လူတော်တော်များများအတွက်လည်းအရင်အသုံးဝင်ခဲ့တယ်ကျွန်တော်အတွက်လည်းအရင်အသုံးဝင်ခဲ့တယ်ဒီ concept လေးကိုနားလည်ပြီးတဲ့အချိန်မှာကျွန်တော်လုံးဝငါရဲ့ဒီ social avoidance ဆိုတဲ့ဟာကြီးကဒါကြောင့်ဖြစ်တာဟိုငါအနေနဲ့ဘယ်လိုဆက်လုပ်ရမလဲဘာတွေလေ့ကျင့်ရမလဲဆိုတဲ့ဟာကိုမျက်စိထဲမှာလုံးဝမြင်သွားတယ်အဲ့တော့မြင်အောင်ဒီဟာလို့ကျွန်တော်ဒီမှာခင်ဗျားတို့ပြောပြပေးမယ် okay စလိုက်အောင်အခုကျွန်တော်ပြောမယ့် theory ကိုဘာလို့ခေါ်ရလဲဆိုတော့ operant condition theory လို့ခေါ်တယ် operant condition
theory လို့ခေါ်ရဲပေါ့နော်အဲ့ဒါ apparent conditional theory ကိုအဲ့လိုမျိုးခင်ဗျားအနေနဲ့ကိုယ်ကမှလိုက်ကြည့်လိုက်ပြီဆိုလို့ရှိရင် bla 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 တွေအများကြီးတွေးကြည့်လိုက်မယ်အလွယ်ကူဆုံးနဲ့မြန်မာလိုကွာနားလေအလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်အဲ့ဒါပါလဲဆိုတော့ကိုရီရဲ့အပြုတ်မှုကိုရီမှာကိုပိုင် behavior တွေလုပ်ပုံကိုင်ပုံတွေပြောပုံဆိုပုံတွေအမှုအကျင့်တွေရှိရမှာအဲ့လိုမျိုး behavior တွေကိုတဲ့ စုပေးတံပေးစနစ်ကနေသင်ယူနိုင်တယ်ပြောင်းလဲနိုင်တယ် modify လုပ်နိုင်တယ်တဲ့ဒါသည် operant condition ပဲ operant condition ဆိုတာကိုယ်လူရဲ့အပြုတ်မှုတွေကိုကပြင်ကျင်တယ်ပြောင်းကျင်တယ်ရက်တန့်ပြစ်ကျင်တယ်ကောင်းတဲ့ဟာကိုထပ်လောင်းပြီးတော့ဇက်တိုင်းလှုပ်စေကျင်တယ်ဆိုလို့ရှိရင်ကိုရီးယားဒီ operant condition စုပေးတံပေးစနစ်နဲ့ကျင့်သုံးလိုက်ပြီဆိုလို့ရှိရင်ကိုရက်ချင်တဲ့အကျင့်တွေကိုရက်လို့ရတယ်ကိုဆက်ပြီးတော့ကောင်းတဲ့အကျင့်တွေကိုဆက်ပြီးတော့သွားအောင်လုပ်လို့ရတယ်တဲ့ကဲဟုတ်ပြီအဲ့ဒါကြောင့် operant condition ကို detail လေးချက်လောက်ထပ်ပြီးတော့ပြောလိုက်ရအောင်အဲ့ဒါ operant condition ကိုသူက၄ပုံစံနဲ့သူကပြောပြထားပြီ operant condition ၄ပုံစံရှိရပေါ့အဲ့ဒါဘာတွေလဲဆိုတော့ positive reinforcement negative reinforcement positive punishment negative punishment ဆိုပြီးတော့၄ခုခွဲရတယ်အပေါ်ကနှစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှင်သူက reward ဖြစ်ပြီးတော့အောက်ကနှစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှင်တော့သူဒီ punishment ဖြစ်တယ်ပေါ့နော်ဒါဒီ operant condition ဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုပဲစုပေးထံပေးစနစ်နဲ့ကိုယ့်ရဲ့အပြုတ်မှုချိန်တာအဲ့ဒါကြောင့်အပေါ်နှစ်ခုကကြတော့စုပေးရဲ့နီးနဲ့ကိုယ့်ရဲ့အမူအရာတွေကိုဒီလိုမျိုးဇက်တိုက်လုပ်ဖြစ်အောင်လုပ်တာအောက်ကနှစ်ခုကကြတော့ဒဏ်ပေးရဲ့နီးနဲ့ကိုယ့်ရဲ့မကောင်းတဲ့ behavior တွေကိုရက်တန့်ပြစ်အောင်လုပ်လိုက်တာဒီ၄ချက်အဲ့တော့ကမြားအနေနဲ့ဒီ၄ချက်ရဲ့ဆိုလွန်ရင်အဓိပ္ပာယ်ကိုဒါကောင်းကောင်းမွန်မွန်သိခဲ့မယ်ဆိုလို့ရှိရင်မြားရဲ့ social avoidance ဆိုတဲ့ဟာကိုလုံးဝတိုက်ဖြတ်နိုင်တယ်အဲ့ကြောင့်တစ်ချက်လောက်ကြည့်ကြည့်လိုက်အောင် positive reinforcement ဆိုတာဘာပြောရလဲ positive reinforcement ဆိုတာ adding something good to increase behavior တဲ့ပြောရမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတစ်ခုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုဆက်သွားစေတာ negative reinforcement ဆိုတာဘာလဲမကောင်းတဲ့အရာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုဆက်ပြီးတော့သွားစေတာ behavior ကိုဆက်သွားစေတာနံပါတ်3 positive punishment ဆိုတာကြတော့မကောင်းတဲ့အရာတစ်ခုကိုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရှက်တန့်သွားစေတာနံပါတ်4ကကြတော့ negative punishment ဆိုတာကြတော့ကောင်းတဲ့အရာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရှက်တန့်သွားစေတာဒါလေးပဲအဲ့ကြောင့်အခုမြန်မာလိုပြောပြီးတော့ဒီလိုမျိုးကြီးအစင်လိုက်ကြီးပြောလိုက်တဲ့အချိန်မှာခင်ဗျာနည်းနည်းလေးကြောင်သွားမယ်အဲ့ဒါကြောင့်အပေါ်နှစ်ချက်ကကြတော့ခင်ဗျာအပြုတ်မှုတစ်ခုကိုဇက်တိုက်လှုပ်စေခြင်းနဲ့ဇက်တိုက်ပေါ်စေခြင်းနဲ့ဆိုလို့ရှိရင်အပေါ်နှစ်ခုကိုသုံးပြီးတော့အောက်နှစ်ခုကကြတော့အပြုတ်မှုကိုရက်တန့်သွားစေတဲ့အတွက်ကြောင့်ဒဏ်ပေးတဲ့စနစ်နဲ့လှုပ်လိုက်တယ်ဆိုပြီးတော့မှတ်ထားလို့ရတယ်ဒါပေမဲ့တာတကာလေးပေးလိုက်ရင်ငါရှင်းသွားလိုက်မယ် okay positive reinforcement ကောင်းတဲ့ຢာတစ်ခုကိုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုတ်မှုဆက်သွားစေဆိုတာဘယ်လိုမျိုးဥမာပေးရမလဲဆိုဥမာထားပါအကြောင်းသားတယောက်သူဒီစာကြိုးစားတယ်အဲ့သူ့ရဲ့စာကြိုးစားပါတယ်ဆိုတော့အမှုအကျင့် behavior လေးကိုဇက်တိုက်သွားစေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ရလဲဆိုတော့သူ့ကိုချီကျူးပေးရတယ်ကောင်းတဲ့ຢာလေးတစ်ခုပေါင်းထည့်ပေးလိုက်တာဟုတ်တယ်မလားအဲ့လိုကောင်းတဲ့ຢာလေးတစ်ခုပေါင်းထည့်လိုက်ပြီဆိုလို့ရှိရင် rewardရတယ်လို့ခံစားရပြီးတော့သူဒီအဲ့စာကြိုးစားရတယ်ဆိုတဲ့ cycle ကိုဆက်ပြီးတော့လဲသွားပါလေရောအဲ့လိုမျိုးပေါ့နော်နောက်တစ်ခု negative reinforcement မကောင်းတဲ့ຢာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုတ်မှုကိုဆက်သွားစေတယ်ဆိုတာဘယ်လိုမျိုးလဲအဲ့ဒါဥမာပေးရမယ်ဆိုလို့ရှိရင်မြားနေနဲ့stress ကိုခံစားရတယ်စိတ်ဖိစီးရဲ anxiety ကိုခံစားရတယ် depression ကိုရတယ်လူတွေနဲ့တွေ့ကန်နေကြလို့ရှိရင်သိရမလားအဲ့လိုမျိုးမကောင်းတဲ့ emotion တွေကစတင်ပြီးတော့ခံစားရတယ်ပေါ့အဲ့ချိန်ကြလို့ရှိရင်ခင်ဗျာဘာလုပ်လဲဆိုတော့အဲ့ဟာကိုခံစားလာပြီးရဲ့အချိန်မှာခင်ဗျာဘာလုပ်လဲဆိုတော့လူတွေနဲ့သွားတွေ့တာကိုရှောင်လိုက်တယ်လူတွေနဲ့ပြောဆိုဆက်ဆံမှာကိုရှောင်လိုက်တယ်လူတွေနဲ့ဖုန်းပြောမှာကိုရှောင်လိုက်တယ်အပြင်ထွက်တွေ့ရမှာကိုရှောင်လိုက်တယ်အဲ့ကြောင့်လို့ရှိရင်ကိုယ့်ရဲ့ stress ကကိုမကောင်းတာတွေခံစားနေရတဲ့ဟာတွေအကုန်လုံးကလုံးဝအဝေးကိုလွင့်စင်သွားတယ်အဲ့ကြောင့်မလို့အဲ့လိုမျိုးကိုယ့်ရဲ့ stress ကိုဒီလိုမျိုးအပြုတ်မှုလုပ်လိုက်ပြီဆိုလို့ရှိရင်အဲ့ stress တွေကအဝေးကိုလွင့်သွားစေတဲ့အတွက်ကြောင့်ဒီဟာကိုထက်ခါလုံရင်းနဲ့ကိုရီးရဲ့ social avoidance ကြီးကတဖြည်းဖြည်းချင်းစီပို့ပြီးတော့ဆိုးလာတယ်ဒါကို negative reinforcement လို့ခေါ်တယ်ဒါ foreshadowing နဲ့လောက်တာနောက်ထပ်ဟာမှာဒီတက်ပို့ပြီးတည်တည်ချာရှင်းပြတော့မှာပြောရမယ်ဆိုလို့ရှိရင်ကိုယ့်စီမှာခံစားနေရတဲ့ဟာမကောင်းတဲ့အရာတစ်ခုခုကိုဖယ်ထုတ်လိုက်တယ်ဒီအပြုတ်မှုလုပ်လိုက်လို့အဲ့မကောင်းတဲ့အရာတစ်ခုခုကလုံးဝပျောက်သွားတယ်ဆိုလို့ရှိရင်အဲ့ရဲ့အမှုအကျင့်ကိုကိုကထက်ခါလုံမိတယ်အဲကြောင့်မို့ခင်ဗျာလူတွေကိုထက်ခါရှောင်လာတယ်စကားပြောဝိုင်းတွေကိုထက်ခါရှောင်လာတယ်ပါတီကိုထက်ခါရှောင်လာအပြင်သွားမှာတွေကိုထက်ခါရှောင်လာတယ်ဒါသည် negative reinforcement ပေါ့နော်အဲ့နောက်တစ်ခု number 3 positive punishment တဲ့ adding something bad to decrease behavior ပြောရမယ်ဆိုလို့ရှိရင်မကောင်းတဲ့အရာတစ်ခုကိုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုတ်မှုကိုရက်တန့်သွားစေတာကိုကိုရီးယား positive punishment လို့ခေါ်တယ်ပြောရမယ်ဆိုလို့ရှိရင်ခင်ဗျားအနေနဲ့ခင်ဗျားစီးချိုးဖောက်လိုက်တယ်စီးချိုးဖောက်လိုက်တဲ့အတွက်ကြောင့်များဒဏ်ကြေးရိုက်ခံရတယ်များအနေနဲ့အဲ့စီးချိုးဖောက်တယ်ဆိုတဲ့အမှုအကျင့်ကြီးရက်တန့်သွားတယ်ဒါကို positive punishment လို့ခေါ်တယ် negative punishment ဆိုတာကြပါလဲဆိုတော့ removing something good to decrease behavior တဲ့ကောင်းတဲ့ຢာ
ရာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူတွေကိုရပ်တန့်သွားစေတာကိုဒါ negative punishment လို့ခေါ်တယ်ဘယ်လိုမျိုးလဲဆိုတော့ခင်ဗျားအနေနဲ့လှုပ်ရှားရှိတဲ့အလုပ်တွေမလုပ်ဘူးအိမ်စားတွေမလုပ်ဘူးသိရမလားစောက်ပေါက်ကြရတွေလုပ်နေတယ်လှုပ်ရှားရှိရတွေမလုပ်ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်ကောင်းတဲ့ຢာတစ်ခုကိုဖယ်ထုတ်လိုက်တာခင်ဗျားအတွက်ဖုန်းမသုံးရတော့ဘူးလို့အပြင်ထွက်ဆော့လို့ပြောလို့မရဖုန်းမသုံးရတော့ဘူးလို့ရုပ်ရှင်မကြည့်ရတော့ဘူးလို့ game မစားရတော့ဘူးလို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုယ့်အတွက်ကောင်းတဲ့ຢာလေးတစ်ခုကိုဖယ်ထုတ်လိုက်ပြီဆိုလို့ရှိရင်အဲ့ကိုယ့်ရဲ့ habit behavior တစ်ခုကလုံးဝရပ်တန့်သွားတာမျိုးရှိတယ်အဲ့ဒါပေါ့နော်အဲ့ဒါရှုပ်သွားလားမသိဒီဇယားလေးကိုတစ်ချက်လောက်ကြည့်လိုက်များအနေနဲ့ဒီဇယားကိုတော့တည်တည်ချာချာနားလည်သွားတယ်စိတ်ထဲမှာကတမန်ကရှက်တကကြည့်ပြီးတော့လုံးဝနားလည်သွားတာမျိုးမဟုတ်ဘဲနဲ့တကယ်နားလည်သွားခဲ့ရဆိုလို့ရှိရင်များရဲ့ social avoidance ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဟာများမြင်နိုင်တယ်ဘာဆက်လို့အောင်လဲဆိုတဲ့ဟာများမြင်နိုင် part 3လေးကိုသွားလိုက်အောင်အဲ့ဒါကျွန်တော်ခုနပြောခဲ့သလိုပဲအဲ့ဇယားထဲမှာကိုရီးယား social avoidance ကဘာကြောင့်လို့ထက်ခါဖြစ်နေရလဲခင်ဗျားလူကြောက်ပြီးရင်ကြောက်နေတဲ့စကားပြောဖို့ခက်ခဲလာတယ် social gathering တွေသွားဖို့ခက်ခဲလာတယ်အပြင်သွားတာတွေတခြားသူတွေနဲ့စကားပြောတာတွေတွေ့ဆုံပွဲတွေကိုအမြဲတမ်းလို့ရှောင်လာတယ်ဆိုတာဘာကြောင့်လဲဆိုတော့ဒီ negative reinforcement ဖြစ်နေတဲ့အတွက်ကြောင့်နံပါတ်2စဉ်းစားကြည့်လိုက်ခင်ဗျားအနေနဲ့ stress ပြီးတယ်လူတွေနဲ့သွားတွေ့ရတော့မယ်ပေါ့နော်အကြောင်းရှင်ခင်ဗျား stress ပြီးလာပြီစိတ်ထဲမှာနေလို့ထိုင်လို့မကောင်းတော့ angel တို့လိုမျိုးဖြစ်လာပြီအတွေ့အလည်းအရန်များလာပြီသူတို့ငါ့ကိုဘယ်လိုထင်မလဲဘာတွေများပြောကြတော့မယ်အစားရှိသဖြင့်မကောင်းတဲ့စိတ်ခံစားချက်တွေအများကြီးခံစားလာပြီဟုတ်တယ်မလားအဲကြောင့်လို့ရှိရင်များအနေနဲ့ခင်ဗျာဘာလုပ်မိလဲဆိုတော့ငါမသွားတော့ဘူးကွာဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်မသွားတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အုံနောက်က relax ဖြစ်သွားတယ်အဲ့ reward system ပေါ်လာတဲ့အတွက်ကြောင့်ခင်ဗျာအနေနဲ့အဲ့ဟာကိုထက်ခါလုံးမိနေတာပေါ့နော်အဲကြောင့်မလို့ဒီဟာဒီနံပါတ်1 negative reinforcement နဲ့သွားပြီးတော့ကိုက်နေတာဒါအဓိကအချက်ပဲလို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကကိုကလူတွေကိုရှောင်နေဆိုတဲ့ဟာစိတ်ကကိုယ့်ရဲ့အုံနောက်ကိုပြန်ပြီးတော့စူးချတယ်လို့မျိုးဖြစ်နေတာအုံနောက်ကသူ့ကိုစူးချရလို့ထင်တယ်ဆိုလို့ရှိရင်အဲ့ဟာကိုထက်ခါလှုပ်ချင်တယ်အဲ့ဒါကြောင့်မို့အချိန်ကြာလာနေများလူတွေနဲ့တဖြည်းဖြည်းဝေးလာတယ်ပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့တဖြည်းဖြည်းပြီးတော့ဝေးလာတယ်အစားရှိသဖြင့်အဲ့လိုမျိုး negative reinforcement လုပ်လိုက်တဲ့အတွက်ကြောင့် cycle တစ်ခုလိုမျိုးဖြစ်ပြီးစဝိုင်းတစ်ခုလိုမျိုးဖြစ်ပြီးတော့ကိုယ်ကထက်ခါဒါကိုလုံးမိနေတာလှုပ်တိုင်းလဲစူးချတယ်လို့မျိုးခံစားရတယ်ဒါပေမဲ့ခင်ဗျားခံစားမိနိုင်မယ်ခင်ဗျားအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးရတယ်ခင်ဗျား lonely ဖြစ်လာလို့ခံစားရတယ်လူတွေနဲ့ဒီလိုဆက်ဆံတာမရှိတဲ့အတွက်ကြောင့် emotional connection မရှိတဲ့အတွက်ကြောင့်ခင်ဗျားကဘာအပြင်ဘက်ရောက်နေတယ်လို့မျိုးခံစားရတယ်ခင်ဗျားရဲ့ mental health တွေလုံးဝမကောင်းလာတော့ဘူးအခွင့်အရေးလမ်းကြောင်းတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းခင်ဗျားအရန်လျော့နေမယ်ခင်ဗျားဘလုံးဝနေလို့ထိုင်လို့မကောင်းဘူးဘာလို့ဆိုကိုယ်လူရ social creature ဖြစ်နေတာဟုတ်တယ်မလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအကျိုးဆက်တွေစပြီးတော့ခံစားလာရတော့ပြောမယ်ဆိုလို့ရှိရင်ကွာအစိတ်ပင်ရှည်လောင်းတယ်လို့ပဲသိရမလားကိုခဏတာလေးအတော်အတွင်းမှာတော့ကိုယ့်ရဲ့ stress တွေ anxiety တွေတခြားသူတွေတွေးမာတွေထင်မာတွေမြင်မာတွေအစရှိရင်မကောင်းတဲ့စိတ်ခံစားချက်တွေယုံနေသွားတာတော့မှန်တယ်ဒါပေမဲ့အစိတ်ပင်ရှည်လောင်းတယ်လို့ဖြစ်ပြီးတော့အချိန်ကြာလာတဲ့မြာကိုယ်ကိုသွားပြီးတော့ထိတယ်အဲကြောင့်မို့နာမည်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်လည်း negative reinforcement ဆိုပြီးတော့ပေးတာပေါ့နော် positive reinforcement ဟုတ်မနေဘူးအဲ့လိုမျိုးပေါ့အဲ့ဒါမြင်မယ်လို့ထင်တယ်မြရဲ့ social avoidance ဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်ဒီ negative reinforcement ကြောင့်ဖြစ်တယ်ဆိုတဲ့ဟာကိုအခုချိန်မှာတော့မျက်စိမှာကောင်းမြင်သွားတော့ပြီလို့ကျွန်တော်ထင်တယ်။ဒီလိုခင်ဗျားအနေနဲ့သေချာမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ကိုလာပြီးတော့မေးနိုင်တယ်။ကျွန်တော်ရဲ့ private Telegram group လေးရှိတယ်။အဲ့ private Telegram group လေးထဲမှာကျွန်တော်မတင်တဲ့ video လေးတင်တယ်။ပြီးလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လည်း psychology နဲ့ပတ်သက်တဲ့ post လေးစာရေးပြီးတော့တင်နေရှိတယ်။အမေးအဖြေလေးတွေလည်းလုပ်တယ်။ဒီမှာကြည့်လိုက်သူတို့အမေးအဖြေလေးတွေလည်းလုပ်တယ်။ group ထဲမှာဝင်ရောက်ဆွေးနွေးတာလေးရှိတယ်။အဲကြောင့်မို့ဒါလေးနဲ့ပတ်သက်ပြီးထပ်ပြီးဆွေးနွေးကြတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ private group မှာ Telegram group လေးတွေကိုလာပြီးတော့ join ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါရဗျ။ကျွန်တော် member ကြီးကို1လ3လ6လဆိုပြီးတော့꿰ချရတယ်။မြားကြိုက်တဲ့လောက်ဝင်လို့ရတယ်။ okay ။မြားဝင်ပြီးရတယ်။မြားမေးချင်တဲ့မေးခွန်းလေးကြည့်ရတယ်။ကျွန်တော်မတင်သေးတဲ့ video တွေလည်းအဲ့မှာရှိတာဖြစ်တဲ့အတွက်ကြောင့်မြားပျော်သွားလိမ့်မယ်။ okay အဲ့ဒါကြောင့် group လေးတွေကိုလာဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ပါရဗျ။ come on လာခဲ့ပါ။အဲ့ကြောင့်မြားအနေနဲ့ကျွန်တော် supporting page နဲ့ဆိုလို့ရှိရင်ဒီနီးလန်တလန်နဲ့ရှိရ။ okay YouTube ကကျွန်တော်ထမင်းဝအောင်ကျွေးမှာမဟုတ်ဘူး။ platform လေးကိုသွားလိုက်အောင်အဲ့ဒါကြောင့်အဲ့လိုမျိုး cycle တစ်ခုဖြစ်နေပြီအဲ့လိုမျိုး negative reinforcement ကြောင့်များရဲ့ social avoidance ကြီးအရင်ဆိုးလာပြီးတော့များ side effect တွေကိုခံစားလာပြီးဟုတ်တယ်မလားအဲ့ဒါကိုပျောက်ချင်တယ်လုံးဝ cycle ထဲကနေလွတ်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်အောင်လဲကျွန်တော်ခုနပေးခဲ့တဲ့အဲ့ဇယား၄ခုပေါ်မှာအချက်၄ချက်ပေါ်မှာပဲမူတည်ပြီးတော့ပြန်ပြီးဖြောက်ရတယ်ကျွန်တော်ပြောရလေဒီလိုမျိုးခင်ဗျားရဲ့ social avoidance ဆိုတာခုနနံပါတ်1 negative reinforcement ကြောင့်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်ဘာကြောင့်ဖြစ်တာလဲဆိုတော့မကောင်းတဲ့ຢာတစ်ခုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူဆက်သွားနေစေကွာဒီ behavior ကြီးဟာဆက်လက်ကြီးဖြစ်နေတယ်ခင်ဗျားရဲ့ anxiety ပျောက်သွားတဲ့အတွက်ကြောင့်အနောက်ကစောင့်ဝန်းနေပျော်ပြီးတော့ဒီ behavior ကိုခဏထပ်လုပ်မိနေဟုတ်တယ်မလားအဲဒါကြောင့်အဲ့ cycle ကိုရက်ပြစ်ချင်တယ်ဆိုလို့ရှိရင်ကိုယ်ကဘာလုပ်ရဆိုတော့နံပါတ်3ကိုသုံးရတယ်နံပါတ်4ကိုသုံးရတယ်နံပါတ်1ကိုသုံးရတယ်အဲ့3ချက်ပြန်ပေါင်းပြီးတော့ကိုယ့်ကိုယ်ပြန် train လို့ရ
ရတယ်ဒီ video တစ်ခုလုံးရဲ့ message ကထားပဲအဲ့ဒါကြောင့်မြားအနေနဲ့ငါဒီ negative reinforcement ကြောင့်ငါရဲ့ social avoidance ဆိုတဲ့ဟာကြီးကအရန်ဆိုးလာပြီဆိုလို့ရှိရင်ကိုရဘာလုပ်ရလဲဆိုတော့နံပါတ်1ချက် remove something good when you avoid socializing လို့ပြောမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူရပ်တန့်သွားအောင်လုပ်လို့ရတယ်မြားရဲ့ဒီ social avoidance ဆိုတဲ့ဟာကြီးကို negative punishment နံပါတ်4ပုံစံကိုသုံးပြီးတော့မြားရပ်တန့်လို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့ထားပါမြားအနေနဲ့မြားပေါ့နော်လူရင်းနဲ့ဆက်ဆံရမှာမြားတစ်ခုခုရှောင်လိုက်မိရဲ့စကားပြောစရာကိုရှောင်လိုက်မိရဲ့ message ပို့စရာကိုကွာမလုပ်လိုက်မိဘူးတစ်ခုခုဆိုလို့ရှိရင်လူနဲ့ပတ်သက်လာပြီး social gathering နဲ့ပတ်သက်ပြီးတစ်ခုခုရှောင်လိုက်မိရဲ့ပေါ့ကွာကိုယ့်ရဲ့နံပါတ်2အရာခဏရှောင်လိုက်မိပြီဆိုလို့ရှိရင်မြားဘာလုပ်ရလဲဆိုတော့နံပါတ်4အရာ negative punishment ကိုပြန်ပေးရတယ်ငါအပြင်မထွက်လိုက်မိဘူးဆိုလို့ရှိရင်ငါဒီနေ့မှာငါကြိုက်တဲ့ Netflix မကြည့်ရအောင်ငါကြိုက်တဲ့ game မစောရအောင်သိရမလားငါကြိုက်တဲ့တခုခု movie မကြည့်ရအောင်အဲ့လိုမျိုးကို negative punishment ပြန်ပေးရတယ်ကိုယ့်စီကကောင်းတဲ့အရာတစ်ခုကိုဖယ်ထုတ်လိုက်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရပ်တန့်သွားအောင်လုပ်တာနံပါတ်4အချက်ရလေမြင်တယ်မဟုတ်လားပြီးလို့ရှိရင်နံပါတ်3အချက်ရ positive punishment မကောင်းတဲ့အရာတစ်ခုကိုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရပ်တန့်သွားအောင်လုပ်လို့ရကိုယ့်အနေနဲ့လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အရာ social gathering တစ်ခုခုအဲ့လိုမျိုးလုပ်ဆရာရှိတာတစ်ခုခုမလုပ်လိုက်ဘူး social နဲ့ပတ်သက်တဲ့အရာတစ်ခုခုမလုပ်လိုက်ဘူးဆိုလို့ရှိရင် positive punishment မကောင်းတဲ့အရာတစ်ခုကိုပေါင်းထည့်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရပ်တန့်သွားအောင်လုပ်လို့ရတယ်အဲကြောင့်လို့ရှိရင်မြားအနေနဲ့တစ်ခုခုကိုရှောင်လိုက်ပြီဆိုလို့ရှိရင်ငါမကြိုက်ဆုံးအရာအလုပ်ကဖားလဲအဲ့ဒီအလုပ်ကိုငါလုံးမရတော့မယ်ဒိုက်ထိုးရမလားဒိုက်ခါ30ထိုးရမလားပကံတွေပြေးပြီးတော့ဆေးရမှာကိုအပြစ်ပေးရဟုတ်တယ်မလား positive punishment လေအဲ့လိုမျိုးနီလန်းနဲ့ကိုရီးယားအပြစ်ပေးလို့ရတယ်ပြောမယ်ဆိုလို့ရှိရင်မြားနံပါတ်1 negative reinforcement ရမကောင်းတဲ့အရာတစ်ခုကိုဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူဆက်သွားနေစေတယ် anxiety depression တွေပျောက်ပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့အုံနောက်ကတော့ဆောင်းပျော့နေပြီဆိုလို့ရှိရင်နံပါတ်4 negative punishment ရကောင်းတဲ့အရာတွေဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့ Netflix တွေ game တွေ movie တွေဖယ်ထုတ်ပြီးတော့ကိုယ့်ရဲ့အပြုအမူကိုရပ်တန့်သွားအောင်လုပ်ရတယ်နံပါတ်3 positive punishment ရကိုယ့်ရဲ့မကောင်းတဲ့အရာတစ်ခုပေါင်းထည့်ပြီးတော့ကိုယ်မလုပ်ချင်ဆုံးအလုပ်တွေကိုလုပ်ပြီးတော့ကိုပြန်ပြီးတော့အပြစ်ပေးရတယ်ပေါ့နော်အဲ့လိုနီလန်းမျိုးနဲ့3လပြီဆိုလို့ရှိရင်ခင်ဗျားရဲ့ social skill ကတဖြည်းဖြည်းတက်လာပြီးတော့ positive reinforcement ပေါ်လာတဲ့အထိကိုရီးယားသွားရတယ်နံပါတ်1အရာညံတော့မသိနံပါတ်1 positive reinforcement ဆိုတာကွာမြားအနေနဲ့တခုခုလုံးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပြုမှုဆက်သွားစေခြင်းနဲ့ဆိုလို့ရှိရင်ကိုချီကျူးစကားပြောပေးရတယ်အဲ့ရဲ့တိုးတက်လာတဲ့ progress ကိုကပြန်ကြည့်ပြီးတော့အားယူရတယ် positive reinforcement ဖြစ်သွားရပေါ့နော်အဲ့လိုမျိုးနံပါတ်1ဖြစ်လာတဲ့အထီကိုလုပ်ရတယ်သင်္ချာကဏ္ဍအရာပြောမယ်ဆိုလို့ရှိရင်မြားနံပါတ်2ဖြစ်နေရမလားနံပါတ်4နဲ့ try နံပါတ်3နဲ့ try နောက်ဆုံးနံပါတ်1ပေါ်လာတဲ့အထီ try ဆိုပြီးတော့ကျွန်တော်ပြောလိုက်တာမြင်လားမသိမြင်တယ်မလားโอเคမြင်ပြီးတာမြင်တယ်လို့ယူဆလိုက်မယ်တကယ်လို့နားမလည်ဘူးဆိုလို့ရှိရင် Telegram group ကိုလာခဲ့စုပေးတံပေးစနစ်ကလူတွေအတွက်အရန်အသုံးဝင်တယ်လူတွေအတွက်မဟုတ်တရိษံတွေအတွက်ပါအရန်အသုံးဝင်တာဖြစ်တဲ့အတွက်ကြောင့်များအနေနဲ့ဒါစိတ်ရှည်နဲ့အချိန်ကြာနဲ့ဒါ strategy တစ်ခုအနေနဲ့အသုံးပြုပြီးတော့ down shot try နိုင်တယ်ဆိုလို့ရှိရင်များရဲ့လူရှောင်နေဆိုတဲ့ဟာလုံးဝပျောက်ကွယ်သွားလိုက်မယ်တကယ်ပြောတာဒီ theory ပေါ့နော် suggest လုပ်ခဲ့တဲ့ဒီ psychologist ကလည်းအရန်နာမည်ကြီးပြီးတော့သူ့ရဲ့နီလန်းတွေကလည်းအရန်အလုပ်ဖြစ်တဲ့အတွက်ကြောင့်မြောက်တော်လည်းလုံးဝအလုပ်ဖြစ်လိုက်မယ်ပေါ့နော်အဲကြောင့်အခုဒီအပိုင်းလေးကိုရမယ်လို့ထင်တယ်ဗျအဲ့အတွက်ကြောင့်နောက်ဆုံးအနေနဲ့ practical tips လေးကျွန်တော်ပေးမယ်ပေါ့နော်လက်တွေ့မှာအသုံးချလို့ရတဲ့ tips လေးပေါ့ကျွန်တော်ခုနပြောခဲ့တဲ့ဟာကြီးအကုန်လုံးခင်ဗျာသိပြီးတော့နားမလည်လိုက်ဘူးတကယ်တမ်းအဲ့လိုမျိုးpractical အဲ့လိုမျိုး tutorial အနေနဲ့ပေးရမယ်တကယ်အသုံးဝင်တဲ့နီလန်းလက်တွေ့မှာအသုံးချလို့ရမယ်နီလန်းလေးကိုပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီဟာလေးပေးခြင်းတယ်ဗျအဲ့ဒါဘာလဲဆိုတော့နံပါတ်1ကကြောင့် start with small challenges တဲ့ပြောရမယ်ဆိုလို့ရှိရင်အသေးမွားနေရင်စဖို့လိုတယ်။များအနေနဲ့လူတွေကိုအရန်ရှောင်နေပြီလူတွေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အရန်မပြောရဲမဆိုရဲဖြစ်နေပြီဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ small ကနေပြီးတော့စတဲ့နဲ့အဆင့်သေးသေးလေးရနဲ့စတဲ့နဲ့မျက်လုံးချင်းစုံကြည့်တာပဲဖြစ်ဖြစ်တယောက်ယောက်ကို hi မင်္ဂလာပါကျေးဇူးတင်ပါတယ်ဘယ်သွားမို့လဲ small talkအဲ့ဒါလေးရနဲ့စပြီးတော့ try တဲ့နဲ့ကွာပြောမယ်ဆိုလို့ရှိရင်လူအများကြီးနဲ့ပြောရတာအဆင်မပြေဘူးဆိုလို့ရှိရင်တစ်ယောက်နှစ်ယောက်လုံးနဲ့ပဲပြောတာမျိုးပဲဖြစ်ဖြစ်နှုတ်ဆက်တာမျိုးပဲဖြစ်ဖြစ်လူဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ပဲဖြစ်ဖြစ်သိရမလားအဲ့လိုမျိုးတိတ်တိတ်မွှားမွှားလေးရနဲ့အရင်စတဲ့နဲ့နံပါတ်2ကကြတော့ use a social exposure letter တဲ့ပြောရမယ်ဆိုလို့ရှိရင် step လေးနဲ့သွားခိုင်းတာပြောရမယ်ဆိုရှင်ခမားအနေနဲ့တယောက်ယောက်နဲ့စကားပြောဖို့အရင်ခက်ခဲနေရဆိုလို့ရှိရင် hi လို့သွားပြောလိုက် test လေးရိုက်ပြီးတော့စာရိုက်ပြီးတော့ hi လို့ပြောလိုက်ဒါမှမဟုတ်အဲ့လိုမျိုးစာရိုက်နေနဲ့ကိုကအနေထားအသားကျလာပြီ
နောက်ထပ်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင်ဖုန်းလေးကောက်ခေါ်လိုက်ဖုန်းလေးကောက်ခေါ်ပြီးတော့နောက်ထပ်အသားကျလာပြီဆိုလို့ရှိရင်ဗီဒီယိုကောလေးကောက်ပြောလိုက်အဲ့လိုမျိုးဗီဒီယိုကောနဲ့အဆင်ပြေလာပြီဆိုလို့ရှိရင်အပြင်မှာတွေ့ဖို့လုပ်လိုက်ပြီးလို့ရှိရင်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင် small group လူအနည်းငယ်လူအစုဝေးကိုယ့်အတွက်နီးစပ်တယ်လို့ထင်တဲ့သူပေါ့နော်ကိုယ့်နဲ့ရန်နီးစပ်တယ်လို့ခံစားရတဲ့သူတွေနဲ့အမျိုးသက်သက်စုပြီးတော့ small group လေးနဲ့ပြောပြီးတော့မှနောက်ဆုံးတကယ်ကိုမှလူတွေအများကြီးရှိတဲ့နေရာကိုသွားအဲ့လိုမျိုးဖြည်းဖြည်းချင်းစီတဖြည်းဖြည်းကို train ရတယ်တနေရာမှာကွာလုံးဝတက်တောင့်တက်တာဖြစ်ပြီးတော့ငါနောက်ထပ်တစ်ဆင့်ကိုတက်နိုင်တယ် I can do it ဆိုတဲ့စိတ်ပေါ်လာတဲ့အထိ train ပြီးတော့အဲ့လိုမျိုးတက်တဲ့နဲ့နံပါတ်3ကကျတော့ set consequences for avoidance တဲ့ခင်ဗျားအနေနဲ့လူတွေကိုရှောင်လာပြီတခုခုရှောင်မိသွားပြီလောက်ခဲ့မိသွားပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပတ်သက်ပြီးအကျိုးဆက်ရှိရလို့ကိုယ်ကပြန်ပြောထားလိုက်မင်းဒီနေ့လူရှောင်တယ်မလားလူရှောင်ကဒုံးလေးရိုင်းမယ်လို့သာပြောလိုက်ကွာမင်းဒီနေ့လူရှောင်ပြီဆိုလို့ရှိရင်မင်းကြိုက်တဲ့အရာတွေကနှုတ်ပြက်မယ်မင်းကိုမင်းမကြိုက်တဲ့အလုပ်တွေကိုငါလုပ်ခိုင်းမယ်ဆိုပြီးတော့ကိုပြန်ပြောတာကိုယ့်ရဲ့အုံနောက်ကိုပြန်ပြောတာအဲ့စီကံကိုလည်းချတာအဲ့လိုမျိုးလုပ်လာအဲ့လိုမျိုးလုပ်ပါတော့ပြီးလို့ရှိရင် reward yourself for progress တဲ့ပြောရမယ်ဆိုလို့ရှိရင်ကိုတဖြည်းဖြည်းနဲ့တိုးတက်လာပြီဆိုလို့ရှိရင်ကိုပြန်ပြီးတော့လဲစုချပေးဖို့လိုတယ်ကျွန်တော်ပြောချင်တာကွာကျွန်တော်တို့ရဲ့ final goal ကနံပါတ်1 positive reinforcement ဖြစ်ဖို့အတွက်ပဲဟုတ်တယ်မလား positive reinforcement ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်မြစုရနေတယ်မြတိုးတက်နေတယ်ငါ progress လေးအတိုင်းသွားနေတယ်ဒီလိုလေးသွားနေတယ်လို့မြင်ပြီဆိုလို့ရှိရင်မြကျဉ်နဲ့လာပြီးတော့အဲ့အမှုကျင့်အဲ့ behavior ကိုမြထက်ခါလုံးမိလာလိုက်မယ်ဟုတ်တယ်မလားအဲကြောင့်မလို့လဲကိုစုချဖို့မမေ့နဲ့နံပါတ်5ကကြတော့ shift yourself တော့တယ်ပြောရမယ်ဆိုလို့ရှိရင်ကိုပြောတဲ့အပြောတွေကိုပြောတဲ့စကားတွေကိုမြှောင်းနေနဲ့ဒါလုံးဝသတိပြုဖို့လိုတယ်ငါမလုံနိုင်တော့ဘူးငါနဲ့မထိုက်တန်တော့ဘူးလို့ကိုပြောမယ်စာငါ try ကြည့်လို့ရတယ်မမှန်တော့ဘူးငါဒီဟာကိုထပ်ပြီးတော့အဆင်ပြေအောင်လုပ်လို့ရတယ်ငါ manage လုပ်နိုင်တော့တယ်အဲ့လိုမျိုးကပြန်ပြီးပြောဖို့လိုတယ်ငါမလုံနိုင်ဘူးဆိုတဲ့ဟာကို I can do it သိရမလား I can ဆိုပြီးတော့ပြောင်းတာမျိုးပေါ့နော်ကိုပြောတဲ့အပြောတွေကိုလည်းကိုကသတိထားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားအနေနဲ့ကိုစောက်သုံးမကြောက်လို့မြင်တယ်ကိုလူတော့မတိုးလို့ကိုအမြဲပြောမိနေရဆိုလို့ရှိရင်လည်းညာအဲ့လိုမျိုးပဲဖြစ်မှာပဲ။အဲကြောင့်လို့ကိုရဲ့စိတ်ထဲမှာကိုပြောတဲ့အပြောတွေကိုလုံးဝသတိထားဖို့လိုမယ်ပေါ့နော်။ဒီအချက်လေး၅ချက်ပေါ့ကျွန်တော်အကြံပေးချင်တာကတော့အဲ့တော့ကကျွန်တော်အနေနဲ့နောက်ဆုံးအနေနဲ့အပိတ်လေးကိုပြောရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးခင်ဗျားရဲ့ social avoidance ဆိုတာခင်ဗျားကိုယ်တိုင်ခင်ဗျားသင်ခဲ့တဲ့အမူအရာ behavior လေးတစ်ခုဖြစ်တယ်။ခင်ဗျားကိုပြန်ပြီး train ခဲ့တဲ့အကျင့်လေးတစ်ခုဖြစ်နေတယ်။အဲ့တော့ကြောင့်အဲ့အကျင့်ကိုလည်းကိုယ်တိုင်ပျောက်သွားအောင်ပြန်ပြီးတော့ဖျောက်လို့ရတယ်ဘယ်လိုမျိုးပြန်ဖျောက်ရလဲဆိုတော့ကျွန်တော်ပြောခဲ့တဲ့အချက်လေး၄ချက်ပေါ်မှာအဲ့ theory လေးပေါ်မှာမူတည်ပြီးတော့ try လို့ရတယ်အဲ့တော့ကြောင့်လုံးဝ try ကြည့်တဲ့နေဗျကျွန်တော်လည်းတကယ်မှ introvert စစ်တယောက်တကယ်ပြောတာကျွန်တော်အရင် introvert အရင်ဆန်တယ်ဟိုငယ်လေးဒါပေမဲ့အခုချိန်မှာeasy ဖြစ်သွားပြီဘာလို့လဲဆိုတော့ကျွန်တော်ကို train ခဲ့တဲ့အတွက်ကြောင့် psychology ရဲ့ကျေးဇူးကြောင့်ပေါ့နော်အဲ့တော့မြောင်းအနေနဲ့လည်းဒီနီလန်းလေးကိုလက်တွေ့ဘဝမှာအသုံးပြုပြီးတော့ try ကြည့်တဲ့နယ်လို့ကျွန်တော်မြင်တယ်ဗျအခုချိန်မှာ trainer ရယ်ဆိုလို့ရှိရင်နောက်2နှစ်3နှစ်ကြာရယ်ဆိုလို့ရှိရင်များအနေနဲ့လုံးဝအပြောင်းလဲသွားလိမ့်မယ်အဲကြောင့်လို့မှတ်ထားပါဒီလိုမျိုး social avoidance ဆိုတာခင်ဗျားကိုယ်တိုင်ခင်ဗျား train ခဲ့တဲ့အမူအရာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးခင်ဗျားကိုယ်တိုင်လည်းဒီဟာကိုပြန်ပြီးတော့ဖျောက်နိုင်တယ်ကိုယုံကြည်မှုရှိပါဗီဒီယိုလေးကဒီလောက်ပါပဲမဟုတ်ပါဘူးကျွန်တော်ပေးချင်တဲ့ message လေးကိုရသွားမယ်လို့ထင်တယ်တကယ်အဆင်ပြေမယ်လို့လည်းမျှော်လင့်ပါတယ်အဲကြောင့်ဗီဒီယိုလေးကဒီလောက်ပါပဲအခုဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ဘာလို့အောင်လဲမသိဘူး Hey hit the like no subscribe and I'll see you guys next time peace out